မတ်လ22ရက်နေ့မှဧပြီလ21ရက်နေ့မိတ္တရာသီကာလတွင်တောက်ကြသားသမီးတွေအတွက်ထူးဟောဆန်းလေးပါတောက်ကြသားသမီးတွေကံကောင်းကြပါစေတောက်ကြသားသမီးတွေအတွက်ဒီကာလမှာခရီးကိစ္စတွေပေါ်ပေါက်ဖို့ရှိတယ်ငွေကြေးတွေလာပြီးတော့လက်ဆောင်ရခင်းရှိတယ်ငွေကြေးတွေလည်းပူဇော်ခင်းရှိတယ်ဆိုလိုတဲ့သဘောကဒီကာလအတွင်းမှာတောက်ကြသားသမီးတွေဟာကုညီစောင့်ရှောက်ခံရတဲ့ကာလဖြစ်တယ်နော်ကုညီစောင့်ရှောက်ခံတဲ့ကာလဖြစ်တယ်မိဘတွေအဖိုးအဖွားတွေညီကိုမောင်နှမတွေကိုယ့်ထက်အကြီးတွေကနေပြီးတော့ကိုအထူးစောင့်ရှောက်တဲ့ကာလဖြစ်တယ်ကိုကလည်းဒီကာလအတွင်းမှာသူတို့ရဲ့စောင့်ရှောက်မှုကနေပျော်ပျော်ရွှင်ရွှင်နဲ့ကိုလှုပ်ချင်တဲ့အလုပ်ကိုလုပ်ကင်ဝင်ရမယ့်ကာလလည်းဖြစ်တယ်နိုင်ငံခြားခရီးတွေနဲ့ပတ်သက်ပြီးတော့အထူးအောင်မြင်ခင်းတွေရှိတယ်နော်ရေချားမြေချားတွေကိုတွားရမယ်ပညာရေးအနေနဲ့ပတ်သက်ပြီးတော့ဂုဏ်ထူးတွေနော်ဂုဏ်ထူးတွေရခင်းရှိတယ်ဆောင်းဝဲတွေအထူးအောင်ခင်းရှိပါတယ်တောက်ကြသားသမီးတွေအတွက်ဒီကာလအတွင်းမှာဘာလို့အပ်နေရလဲဆိုတော့အခြေရေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့ဗျာများနေတဲ့ကာလဖြစ်တယ်ဆိုလိုတဲ့သဘောကငရဲနှကောင်ဖမ်းမိတာမျိုးနော်လှိနဲ့နှစ်ဖက်နင်းမိတာမျိုးဖြစ်တတ်တယ်ပြက်ပြက်သားသားပြောရမယ့်ကာလဖြစ်တယ်ပြက်ပြက်သားသားညင်းရမယ့်ကာလဖြစ်တယ်တောက်ကြသားသမီးလေးတွေဟာအလိုလိုနေရမှာစမ်းပွင့်တဲ့သူတွေဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့တောက်ကြသားသမီးတွေကိုဒီအချစ်နဲ့သမီးပေါ့နော်အချစ်နဲ့သမီး Venus ဂျိုကစိုးမိုးထားတာကြောင့် Venus နဲ့သမီးတွေကစိုးမိုးထားတာကြောင့်အချစ်နဲ့သမီးဖြစ်တဲ့အတွက်တောက်ကြသားသမီးတွေကရုပ်ဆိုးတာရုပ်လှရတယ်သူတို့မှာငကိုယ်တွေကစမ်းပေါ့နော်စမ်းရှိနေပြီးတာပီရတဲ့ရှိနေပြီးတာပေါ့နော်ဒါကြောင့်ဒီကာလအတွင်းမှာဆိုလို့ရှိရင်ပို့ပြီးတော့ဒါတောက်ကြသားသမီးလေးတွေပြက်ပြက်သားသားညင်မှာအားနာပြီးတော့လိုက်လျောလိုက်တာမျိုးတွေမလုပ်ပါနဲ့ကိုမဖြစ်နိုင်အောင်ဆိုတဲ့ဟာကိုပြောပါဒါကြောင့်တောက်ကြသားသမီးတွေကဒီကာလအတွင်းမှာအခြေကိစ္စနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးခေါင်းရှုပ်ရမယ့်ကာလတော့ဖြစ်တယ်နော်ခေါင်းရှုပ်ရမယ့်ကာလတော့ဖြစ်တယ်အိမ်အောင်ကြရင်ဒီကာလမှာအိမ်အောင်ကြမယ်အိမ်အောင်ပြုတ်မယ်ဆိုလို့ရှိရင်တော့အကြီးအကဲတွေနဲ့တိုင်ပင်ပြီးတော့မှယူတင်ပါတယ်အကြီးအကဲတွေကဒါညှိနှိုင်းစိတ်ဆက်ပေးတာမျိုးတွေနဲ့ပတ်သက်ပြီးတော့ယူရနိုင်ပါတယ်ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့လေထိုးလေအောင်တွေဖြစ်စေတယ်နော်လေထိုးလေအောင်တွေဖြစ်စေတယ်အစာမှားတာတို့ဘာလို့ပေါ့နော်အဲ့လိုတွေဖြစ်စေတယ်ဒါကြောင့်တတိထားမှာပေါ့နော်အစားစားတဲ့အခါမှာလေနာတာတွေရှောင်ရပါမယ်ဝက်သားတို့လက်ဖက်တို့နော်ဒါမျိုးတွေကိုရှောင်ရမယ်အဲ့တော့ရှောင်ရမယ့်အရာကတော့မီးခိုးရောင်ဖြစ်တယ်နော်မီးခိုးရောင်ကိုရှောင်ရပါမယ်နော်ဆောင်ရမယ့်အရာကတော့အနီရောင်ဖြစ်တယ်ဖြစ်နိုင်လို့ရှိရင်တော့ဒါကိုယ့်ရဲ့နေအိမ်ဖျားမှာရေရာအနေနဲ့ကတော့နေအိမ်ဖျားမှာကြာပန်းလေးပေါ့နော်ကြာပန်းလေး6ပွင့်လှူဒန်းပေးထားပါနော်ကိုယ့်ရဲ့နေအိမ်ဖျားမှာကြာပန်းလေး6ပွင့်ကိုလှူဒန်းပေးထားပါဟုတ်ကဲ့ဒီမတ်လ22ရက်နေ့ကနေပြီးတော့ဧပြီလ21ရက်နေ့အတွင်းမှာတောက်ကြသားသမီးတွေအတွက်အထူးပျော်ရွှင်ရမယ်ဒါအကြောင်းလေးတွေပေါ့နော်ရှိနေပါတယ်တောက်ကြသားသမီးတွေကံကောင်းကြပါစေ